ဒီတိုင်းသာဆက်ချနေမယ်ဆိုရင်ဂိုကူနဲ့ဖီဇာတို့ရဲ့တိုက်ပွဲကအရှုံးနိုင်မပေါ်တာမို့ဂိုကူတယောက်စူပါဆိုင်ယန်ဘလူးဖြစ်အောင်အဆင့်မြင့်လိုက်ပါတယ်အဆင့်မြင့်သွားတဲ့ဂိုကူကိုတွေ့တော့ဖီဇာတယောက်နည်းနည်းလေးမှကြောက်နေတဲ့ပုံမပေါ်ပါဘူးဂိုဟန်တို့ကတော့ဖီဇာကနဖျားအဆင့်ဖြစ်သွားတာတော့ဖီဇာကမကြောက်တော့ဘူးဆိုတော့ဖီဇာမှလည်းသူ့လိုဝက်ထားတဲ့ဟာရှိမယ်လို့ပြောနေကြပါတယ်ဖီဇာကိုအချိန်ဆွဲနေတာတော်သိမြင်ဖြစ်ကြောင်းနဲ့အခုပဲစွဲရင်းတွေကိုတင်လိုက်ဖို့ပြောပေမဲ့ဖီဇာကတော့ဂိုကူကိုတွားချလိုက်ပါသေးတယ်ဒါပေမဲ့အစွမ်းမြင်ထားတဲ့ဂိုကူကိုမနိုင်တာကိုသိလိုက်ရတော့ဖီဇာတယောက်သူ့ရဲ့အစွမ်းကိုပြဖို့ထိုက်တယ်နဲ့လို့သတ်မှတ်လိုက်ပါတယ်ဒါကြောင့်သူ့ရဲ့အစွမ်းကိုမြင်ဖို့ဆုံးဖြတ်လိုက်ပြီးကောင်းကင်ကြီးတစ်ခုလုံးမှလည်းဆူရှားတဲ့အနေနဲ့ကြီးထွက်ပေါ်လာပါတော့တယ်ဘူမာရဲ့တငယ်ချင်းကတော့ဓာတ်ပုံရိုက်ပြီးသူ့အကြီးကဲတွေကိုတင်ပြဖို့လုပ်ပေမဲ့ဘူမာကတော့ကင်မရာကိုခြေထောက်နဲ့နင်းချလိုက်ပါတယ်အကြောင်းကတော့သူ့အထက်ကသူတွေကဒီကိစ္စကိုသိသွားရင်အနေအများတဲ့အကျိုးအဖြစ်သတ်မှတ်လိုက်ပြီးကဘာမြေကိုဖျက်ဆီးမှာကြောင်းပါကောင်းကင်ပေါ်မှာတော့တကူလုံးရွှေဝါရောင်တွေတောက်နေတဲ့ဖီဇာကိုတွေ့လိုက်ရပြီးအဲဆွမ်းကဘာဆွမ်းလဲလို့မေးလိုက်ပါတယ်ဖီဇာလည်းသူ့အဆွမ်းကိုရိုးရိုးရှင်းရှင်းနဲ့နာမည်ပေးထားပြီးနာမည်ကတော့ Golden Freezer ပါဘယ်သူကပို့သားလဲလို့မေးလိုက်တော့ဖီဇာလည်းသူ့ရဲ့ Golden Freezer အဆွမ်းကအတိအသားကြီးကိုပို့သားတယ်လို့ပြောပေမဲ့ဂိုကူကတော့အတူတူလောက်ပါပဲလို့ပြောလာပြီးသူတို့နှစ်ယောက်ကျုံးဖို့ပြင်ကြပါတော့တယ်အောက်မှာတော့သူတို့နှစ်ယောက်ကိုစောင့်ကြည့်နေကြတဲ့ဗီဂျီတာကတော့လေဘောလုံးနဲ့ဖီဇာကိုဒေါသတွေထွက်နေပါပြီကောင်းကင်ရမှာတော့နှုတ်ဆက်ပါတယ်ဂိုကူဆိုပြီးကျုံကြပါပြီတယောက်နဲ့တယောက်ကအစွမ်းတွေကိုအပြိုင်ဆိုင်ဖြစ်နေကြပြီးအောက်မှာတော့ဘူမာကိုဝစ်ကဆက်သွယ်လာပါတယ်ရေကမ်းမိုးကိုစားဖို့အတွက်ခီးနေလာတဲ့ဝစ်တယောက်လန်တော့မှာခဏရက်လိုက်ပါတယ်အကြောင်းကတော့သူတို့စကြဝဠာတွေကိုဖျက်ဆီးရေးနှစ်ဖျားတယောက်ကရောက်လာလို့ပါဘီရုလည်းစကြဝဠာ6ကလူကဘာလို့သူတို့စကြဝဠာကိုလာလဲလို့မေးလာပြီးသူတို့နှစ်ယောက်ရန်ဖြစ်နေကြပါတော့တယ်ကဘာမြေပေါ်ကိုသွားတော့ဝစ်ခေါ်လာတော့ဘီရုလည်းနောက်တစ်ခါမတွေ့စေနဲ့လို့ပြောပြီးထွက်သွားပါတော့တယ်ဆွေးအားချင်းပြိုင်နေတဲ့ဂိုကူတို့နှစ်ယောက်မှာတော့သူမသားကိုမသားဖြစ်နေကြပြီးအဲအချိန်မှာဝစ်တို့လည်းရောက်လာကြပါပြီဘူမာကိုတွေ့တော့ရေကမ်းမိုးကိုစားဖို့အဝေးကြီးကလာခဲ့ရတာဖြစ်တာကြောင့်ရေကမ်းမိုးမရှိရင်ကဘာချိုကိုဖျက်ဆီးမယ်လို့ပြောလာတော့ဘူမာလည်းနောက်ထပ်ရေကမ်းမိုးအစ်စ်ကိုယူပြီးကျွေးရပါပြီရေကမ်းမိုးကိုတွေ့တော့အရန်ပျော်သွားပြီးဝစ်နဲ့အတူချိတ်ကြပါတော့တယ်ဆွေးအားချင်းပြိုင်နေကြရင်ကနေပောက်ကွဲသွားပြီမဲ့တစ်ချက်ကလေးတောင်အလုံးမပေးပဲတိုက်ကြပါတယ်ဂိုကူရဲ့ထိုးဝဲကိုမိသွားတဲ့ဖီဇာလည်းဂိုကူကိုတက်ပြီးအားလုံးကိုတက်ပစ်မယ်လို့ပြောနေရင်ဘီရုဆာမကိုတွေးလိုက်ရပါတယ်ဘီရုဆာမကိုတွေးတော့အထိတ်တလန့်ဖြစ်သွားပြီးဘီရုလည်းသူ့ရဲ့လက်စားချင်းမှုကိုဝင်မနှောက်ရှက်ပါမလို့စိတ်ကြိုက်တာတိုက်ပါလို့ပြောခဲ့ပါတော့တယ်အဲတော့မှဖီဇာလည်းဂိုကူကိုအသေးကျိတ်ရင်ဂိုကူကတော့မြေပြင်ပေါ်မှာလဲကျနေပါပြီလဲကျနေတဲ့ဂိုကူရဲ့လေပင်ကိုအမိနဲ့ပတ်လိုက်ပြီးလေပေါ်ကိုဆဲခေါ်သွားပါတော့တယ်အဲနောက်မှာတော့ဂိုကူရဲ့ဘိုက်ကိုဒရက်ဆက်အသက်ကုန်ထိုးနေခဲ့ပြီးအောက်မှာကြီးနေကြတဲ့ဂိုဟန်တို့ကတော့အချိန်နေမကောင်းတာကြောင့်ဂိုကူကိုသွားကူညီဖို့လုပ်ကြပေမဲ့ဝစ်ကသွားမကူညီခိုင်းပါဘူးဖီဇာကတန်မာလာတယ်ဆိုပေမဲ့ဗီဂျီတာနဲ့ပေါင်းတိုက်မယ်ဆိုရင်တော့ဖီဇာကိုအေးဆေးနိုင်ပါတယ်ဒါပေမဲ့ဗီဂျီတာကအဲ့လိုမျိုးပေါင်းတိုက်မဲ့အစားအသေးပဲခံသွားမဲ့လူမျိုးပါဂိုကူကတော့ဖီဇာရဲ့အထိုးကိုခံနေရပေမဲ့နောက်ကနေဖီဇာကိုပြန်ထိုးမလို့လုပ်လိုက်ချိန်မှာဂိုကူကိုဖီဇာဖောက်ခွဲလိုက်ပါပြီဖောက်ခွဲပြီးတော့ဂိုကူကိုအမီနဲ့ရိုက်လိုက်တာကြောင့်ဂိုကူတယောက်မြေပြင်ပေါ်မှာပြပြကတ်နေရပါတော့တယ်ဖီဇာလည်းလဲကျနေတဲ့ဂိုကူရှိကိုဆင်းလာပြီးဂိုကူသာနာမဲ့ဂျိုပေါ်မှာတော့သူ့ကိုမနှောက်ယှက်ခဲ့ဘူးဆိုရင်အခုဆိုရင်သူကမသိမျိုးဖြစ်နေပြီလို့ပြောရင်တစ်ချက်ကန်ပေးလိုက်ပါတယ်လေဘောကိုရောက်သွားတဲ့ဂိုကူလည်းဖီဇာကိုပြန်ချမလို့လုပ်ပေမဲ့သူ့ရဲ့လက်နှစ်ဖက်စလုံးကိုချုပ်ထားလိုက်ပါတယ်ဂိုဟန်တို့အားလုံးလည်းဂိုကူခံနေရတာကိုကြည့်ပြီးစိတ်ပူနေကြပေမဲ့ဂိုကူကတော့ဖီဇာရဲ့လက်ချက်ကြောင့်နောက်တစ်ချိန်ထပ်ပြီးဖောက်ခွဲခံလိုက်ရပါတော့တယ်ဒီတစ်ခါဖောက်ခွဲမှုကပိုပြီးပြင်းတာကြောင့်ဂိုကူတော့တေပြီးတော့ထင်လိုက်ပေမဲ့ဂိုကူကမသေးသွားပါဘူးအဲအချိန်မှာဗီဂျီတာကဖီဇာကိုဂိုကူမချနိုင်တော့ဘူးဆိုရင်သူချမှာမလို့ဘေးဘက်နေလိုက်တော့လို့ပြောပေမဲ့ဂိုကူကတော့သူ့မှာကြံရှိတာကြောင့်ခဏလေးစောက်ပေးဖို့ဗီဂျီတာကိုတောင်းဆိုလိုက်ပါတယ်ဗီဂျီတာလည်းခဏစောက်ပေးဖို့ကိုလက်ခံလိုက်ပြီးဖီဇာကိုအစွမ်းကုန်ချဖို့ဂိုကူဆုံးပြလိုက်ပါပြီဒါကြောင့်သူ့ရဲ့အစွမ်းကိုထပ်တင်လိုက်ပြီးဖီဇာကလည်းသူ့ရဲ့အစွမ်းကိုထပ်တင်လိုက်ပါတယ်သူတို့နှစ်ယောက်သူမသားကိုမသားအနေထားမှာချနေကြပေမဲ့ဖီဇာရဲ့ထိုးချက်တွေကဂိုကူကိုထိလာပါတော့တယ်ဒါပေမဲ့ဂိုကူမှာအစီအစဉ်ရှိတာကြောင့်ဖီဇာရဲ့ထိုးချက်တွေကိုမကပဲခံနေပြီးဖီဇာကလည်းဂိုကူကိုတစ်ချက်ကလေးတော့အလုံးမပေးပဲထိုးတာကြောင့်ဂိုကူတယောက်မြေပေါ်ကိုထက်ကျလာပါပြီဖီဇာလည်းသူအနာရပြီးဆိုပြီးဂိုကူကိုထိုးလိုက်ပေမဲ့ဂိုကူကဘာမှမဖြစ်သွားပါဘူးအကြောင်းကတော့ဖီဇာရဲ့ Golden Freezer ဆွမ်းကတက်လို့မကောင်းတာကြောင့်ခန္ဓာရင်အားရောလာတာကြောင့်ပါဒီအခွင့်အရေးကိုစောင့်နေတဲ့ဂိုကူလည်းဖီဇာကိုတစ်ဖက်လွှင့်အောင်ထိုးပေးလိုက်ပါတယ်ဂိုကူကတော့ဖီဇာလေးချင်းခဲတာတွေကိုအတိအမှန်ပြုတ်ပေမဲ့အခုလောလောဆယ်တော့ဒီကနေထွက်သွားတော့လို့ပြောနေမှာဂိုကူတယောက်နောက်ကနေလေစာနဲ့ပြစ်ခံလိုက်ရပါတယ်ဂိုကူလည်းဘိုက်မှာအပေါက်ဖြစ်နေပြီးဖီဇာရဲ့လက်သီးကိုခံနေရပါပြီဂိုကူကိုအသေးသက်ဖို့အတွက်အစွမ်းနဲ့ပြစ်ဖို့ပြင်လိုက်ပေမဲ့ဗီဂျီတာဝင်တားလာပါတော့တယ်ဖရီဇာကိုနိုင်မီလို့ထင်လိုက်တဲ့ဂိုကူရဲ့ပေါ်စားမှုကြောင့်အခုဆိုရင်ဘိုက်မှာအပေါက်ဖြစ်သွားပါပြီဒါပေမဲ့ဗီဂျီတာရဲ့ဝင်ခဲ့ပေးမှုကြောင့်ပဲစစ်စားပြီးအသက်ရှင်သွားခဲ့ပါတယ်ဗီဂျီတာလည်းဂိုကူရှိမှသူကပိုတန်လာမှာမို့ဂိုကူကိုအခုလောလောဆယ်မှာတေကိုင်းလို့မရသေးဘူးလို့ဖီဇာကိုပြောလိုက်ပါတယ်အခုဒီတစ်ခါမှာသူတိုင်းမှာမို့ဖီဇာနဲ့တိုက်ပွဲမှာသူ့ကိုလာမရှုပ်ဘူးဂိုကူကိုပြောလိုက်ပြီးဖီဇာနဲ့တိုက်ဖို့လေးဘောကိုပြန်သွားပါပြီဒါကိုတွေးတော့ဖီဇာလည်းဗီဂျီတာလိုလူမျိုးကသူ့ကိုဘယ်လိုလုပ်ပြီးနိုင်မှလဲလို့မေးလာတော့ဗီဂျီတာလည်းသူ့ရဲ့ပါဝါတွေကိုအစွမ်းကုန်တင်လိုက်ပါတယ်အဲနောက်မှာတော့ဗီဂျီတာလည်းဂိုကူလိုမျိုးစူပါဆိုင်ယန်ဘလူးဖြစ်သွားပြီးဒါကိုတွေးလိုက်ရတဲ့ဖီဇာလည်းပါဇက်အဟောင်းသားဖြစ်သွားပါတော့တယ်ဂိုကူလည်းဗီဂျီတာကတခြားဆိုင်ယန်တွေရဲ့အကူအညီမပါပဲစူပါဆိုင်ယန်ဂေါ်ဒတ်တာလုံးနဲ့စူပါဆိုင်ယန်ဘလူးကိုရောက်သွားတာလို့ရှင်းပြလိုက်ပါတယ်ဖီဇာလည်းဗီဂျီတာကိုသူ့အစွမ်းနဲ့အသက်ကုန်ပြစ်နေပေမဲ့ဗီဂျီတာကတော့အေးဆေးပါပဲသူကဂိုကူလိုတနာကျင်တာနေမှာမဟုတ်တာကြောင့်ဖီဇာရဲ့ဘိုက်ကိုခပ်ပြင်းပြင်းထိုးလိုက်ပါတယ်အဲနောက်မှာတော့ဖီဇာတစ်ချက်တောင်ဗီဂျီတာကိုပြန်မထိုးနိုင်မဲ့အသက်ကုန်အထိုးခံနေရပြီးလေးဘောကိုစောက်ကန်လိုက်ပါတယ်လေးဘောမှာပြန်ရင်းနဲ့အသက်ကုန်ထိုးနေပြီးမြေပြင်ပေါ်ကိုပြန်ပြုတ်ကျလာပြီးထားထိုးဖို့လုပ်ပေမဲ့သူ့ရဲ့ Golden Freezer ရဲ့အစွမ်းကပျောက်ကွယ်သွားပါတော့တယ်ဖီဇာလည်းတစ်ချိန်ကသူ့ရဲ့လက်အောက်မှာလှုပ်ခဲ့တဲ့ဗီဂျီတာလိုကောင်မျိုးကိုရှုံသွားတယ်ဆိုတာကိုလက်မခံနိုင်နေပါဘူးဗီဂျီတာလည်းမင်းရခက်ကုန်သွားပြီမလို့ပျောက်ကွယ်သွားတော့လို့ပြောလိုက်ပြီးပွဲသိမ်းဖို့လုပ်လိုက်ပေမဲ့ဖီဇာကကဘာကိုတစ်ခါတည်းဖျက်ဆီးလိုက်ပါတော့တယ်ကဘာတစ်ခုလုံးအကွဲကြောင်းတွေပေါ်လာပြီးဝစ်နောက်မှာရှိနေကြတဲ့ဘူမာတို့ကတော့ဝစ်ရ
ရဲ့ကာဝယ်ပေးမှုကြောင့်ဘာမှမဖြစ်သွားပေမဲ့ဂိုတန်တို့ထရန်တို့အပါအဝင်အားလုံးသိကုန်ပါပြီအာဂါတာထဲမှာတော့ဂိုကူနဲ့ဘူမာတို့အုပ်စုသာကြံတော့ပြီဂိုကူလည်းသူ့အခွင့်အရေးရတော့တက်ခဲ့သိပေမဲ့မတက်ခဲ့မိတာကြောင့်နောင်တရနေပါတယ်ဒါကိုကြားတော့ဝစ်တယ်သူကအချိန်ကို3မိနစ်နောက်ပြန်လဲလို့ရတာကြောင့်အဲ့အချိန်တွင်းမှာဂိုကူကဖီဇာကိုတတ်နိုင်ရင်ကဘာကြီးတဲ့ပျက်စီးမှမဟုတ်တော့ပါဘူးဒီလိုနဲ့ဝစ်တယ်အချိန်ကိုနောက်ပြန်လဲလိုက်တော့ဗီဂျီတာဖီဇာကိုတတ်မဲ့အချိန်ကိုပြန်ရောက်သွားပါတယ်အဲ့ဒါကိုတွေ့တော့ဂိုကူလည်းဗီဂျီတာကိုဘေးဘက်ခိုင်းလိုက်ပြီးဖီဇာကိုသူ့ရဲ့ခါမဲဟာမဲနဲ့ပြစ်လိုက်ပါတော့တယ်အဲ့တော့မှဖီဇာလည်းတည်သွားပြီးသူ့ရဲ့ငရဲပြီကိုပြန်ရောက်သွားပါတော့တယ်ဂိုကူတို့အားလုံးလည်းဖီဇာကိုအနိုင်ပိုင်လိုက်နိုင်တာကြောင့်အားလုံးကိုစားတော့ပဲကျင်းပပေးမယ်လို့ဘူမာပြောလိုက်ပါတယ်သူတို့တွေအားလုံးတင်မောပေါ်မှာပျော်ပျော်ရွှင်ရွှင်စားတော့နေကြပြီးဘီရူတို့လည်းဆူရှီကိုစားနေကြပါတယ်ပီကိုလိုကိုဒရာဂွန်ဘော်နဲ့ပြန်ခေါ်ပြီးတဲ့နောက်မှာတော့သူလွတ်သွားခဲ့တဲ့အပိုင်းတွေကိုဂိုကူကပြန်ရှင်းပြနေရပါတယ်ဂိုကူလည်းဗီဂျီတာကိုသူနဲ့အတူပူပေါင်းပြီးတိုက်ကြမလားလို့မေးလိုက်တော့ဗီဂျီတာကတော့လုံးဝမတိုက်နိုင်ဘူးလို့ညင်းလိုက်ပါတယ်ဂိုတန်နဲ့ထရန်တို့လည်းပျော်ပျော်ရွှင်နဲ့စားတော့နေကြပြီးဘူမာလည်းကဘာကြီးမပြတ်စီးသွားလို့ပြောနေပါတော့တယ်ထရန်တို့လည်းသူတို့တွေနောက်တစ်ခါဆိုဒီလိုပွဲမျိုးကိုမလုပ်ဖို့တန်မအောင်စူးစမ်းကြရအောင်လို့ပြောနေကြပြီးဂိုဟန်ကလည်းပီကိုလိုကိုသူလည်းတော့ဖေလို့တန်မာချင်တာမို့လေ့ကျင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်ပီကိုလိုလည်းဂိုဟန်ရဲ့တောင်းဆိုမှုကိုလက်ခံလာပြီးနောက်နေ့တွေမှာဆိုရင်တော့ဂိုဟန်ကိုလေ့ကျင့်ပေးတော့မှာပါဖရီဇာကိုငရဲပြည့်တစ်ခါပြန်ဖို့ပေးလိုက်ပြီးတဲ့နောက်မှာတော့ကဘာကြီးလည်းပြန်လဲငြိမ်းချမ်းသွားခဲ့ပါပြီဂိုကူတို့နှစ်ယောက်သာဘီရူရဲ့ဂျိုပေါ်မှာဓာတ်အခါ9000အပြိုင်ဆိုင်ထိုးနေကြချိန်မှာမနီမဝေးကနေရာတစ်ခုစီကိုတစုံတစ်ခုပြုတ်ကျလာပါတော့တယ်စူညံတန်ကြောင့်ဘီရူလည်းနိုးလာပြီးသူအိတ်နေတာကိုနှောက်ယှက်လို့စိတ်ဆိုးဆိုးနဲ့အစွမ်းကိုပြစ်ပေါက်လာပါတယ်ဂိုကူနဲ့ဗီဂျီတာတို့လည်းလေ့ကျင့်ရင်ဝစ်ဆုံကြောင့်လှုပ်ရှားမှုတွေနှေးကွေးနေရပြီးဘီရူလက်ကနေအလူရရှောင်တိန်နေရပါပြီသူတို့စီကိုရောက်လာတာကတော့ဘီရူနဲ့စင်တူတဲ့ဖြက်စီရဲ့နှပြားတစ်ပါးပါပဲသူ့နာမည်ကချမ်းပါပါစော်ကြီးမဲထင်ပြီးဝေးချောင်းဖို့ချိုးသားနေတဲ့သူဖြစ်ပြီးဘီရူအိမ်ကိုရောက်ဖို့တော်တဲ့ကနေခြေတင်ခရီးလျှောက်လာကြပါတယ်ချွေတလုံးလုံးနဲ့လျှောက်လာပြီးနောက်ဆုံးဘီရူရဲ့အိမ်ပေါဝါကိုရောက်လာကြချိန်မှာတော့တကားကိုဖြက်စီးပြီးဝင်မဲ့ဆိုပြီးပြင်လိုက်ပေမဲ့ဘီရူကသူ့ထက်လက်အိုပြီးဖြက်စီးလာပါတော့တယ်ဘီရူမြင်မြင်သမျှကိုလိုက်ပြစ်နေတာမလို့ချမ်းမတိုင်းခွက်တွေနေပြီးရှောင်နေရချိန်မှာဘီရူလည်းချမ်းမကိုမြင်သွားပါပြီချမ်းမနဲ့ဘီရူတို့ကနည်းနည်းလေးမှမတည့်တဲ့နှစ်ယောက်ဖြစ်ပြီးတယောက်နဲ့တယောက်ကလည်းအပြိုင်ဆိုင်နေပြန်ကြွားရတာကြိုက်ကြပါတယ်အခုချမ်းမရောက်လာရတာကလည်းဘီရူကိုကြွားဖို့တစ်ခုရှိနေလို့ပါချမ်းမကတခြားစကြဝဠာကဖြက်စီးရဲ့နှပြားဖြစ်ပြီးဘီရူနဲ့အမွာညီကိုတွေပါပဲအမွာတွေဖြစ်တာကြောင့်သူတို့နှစ်ယောက်ရဲ့စကြဝဠာတွေကလည်းတူနေကြပြီဘီရူစီမှာရှိတာမှန်သမျှချမ်းမစီမှာလည်းရှိပါတယ်ဒီအကြောင်းကိုသိလိုက်ရတော့ဂိုကူတို့နှစ်ယောက်သာလည်းအံ့ဩနေကြရပြီးသူတို့မသိတဲ့အရာတွေအများကြီးရှိနေသေးပါလားဆိုတာသိလိုက်ကြပါတယ်ချမ်းမဘီရူကိုလာကြွားတဲ့အရာကတော့သူရှာဝင်လာတဲ့အရာသာရှိတဲ့ဥကိုပါပဲသူစကြဝဠာမှာအရန်အရာသာရှိတဲ့ဥရှိကြောင်ပြောလာပြီးအားလုံးကိုတယောက်တစ်ခုစီကိုစာဖို့ကျွေးလာပါတယ်ဂိုကူနဲ့ဗီဂျီတာတို့လည်းစားကြည့်လိုက်ပေမဲ့ရိုးရိုးဥအရာသာပဲရှိနေကြောင်သိလိုက်ရပါတယ်ဂိုကူကတော့စားလို့ကောင်းတယ်လို့ပြောလိုက်ပြီးချမ်းမလည်းအပျော်ကြီးပြောနေချိန်မှာဘီရူကချမ်းမကိုခောက်ဆွဲကြောက်ဘူးနဲ့ပြန်ကြွားလာပါတော့တယ်ခောက်ဆွဲကြောက်တယောက်တပူစားလိုက်ကြပြီးတဲ့နောက်မှာတော့ခောက်ဆွဲကြောက်ဘူးရဲ့အရာသာကပိုကောင်းနေတယ်ဆိုတာကိုချမ်းမသိလိုက်ရပြီးကဘာမြေလို့ခေါ်တဲ့ဂျိုကနေရလာကြောင်းလည်းသိလိုက်ရပါတယ်ချမ်းမလည်းသူ့စကြဝဠာတွေကကဘာကိုရှာခိုင်းလိုက်ချိန်မှာတော့သူ့စကြဝဠာတွေကကဘာကစစ်ပွဲတွေကြောင့်ရစရာမရှိတော့မှသိလိုက်ရပါတော့တယ်ချမ်းမလည်းစားစရာတွေပေါ်များတဲ့ကဘာကိုလိုချင်တာကြောင့်လောက်ကစားတစ်ခုလုံးမယ်လို့ပြောလာပါတယ်အဲ့ဒါကတော့ကိုခန့်ပညာပြန်ခွဲလုပ်ဖို့ပါသူနိုင်ခဲ့ရင်ကဘာကိုသူယူမှာဖြစ်ပြီးဘီလူနိုင်မယ်ဆိုရင်တော့သူ့စကြဝဠာမှာရှိတဲ့ဂျိုးတလုံးလောက်ကြီးတဲ့ဆူတောင်းပြက်ငကားဥတွေကိုပေးမှာပါရိုးရိုးငကားဥတွေနဲ့မတူပဲသူ့စီကငကားဥတွေကအကန့်အသတ်မရှိဆူတောင်းနိုင်ပါတယ်ပြန်ပွဲက9ယောက်စီချရမယ့်ပွဲဖြစ်ပြီးပြန်ပွဲစီးမင်းတွေကိုလည်း2ယောက်သဘောတူမျှမျှတတဆုံးဖြတ်လိုက်ကြပါတယ်ဒီအပိုင်းလေးအောက်ဒီမှာပြီးဆုံးသွားပါပြီဗျနောက်ပိုင်းနဲ့တူတူပြန်လာခဲ့ပါမယ်ကျေးဇူးအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်